3150နဲ့ fashion လေးလဲစုံလင်ပြီးတော့ quality ကောင်းတဲ့ SUV တစ်စီးကိုပိုင်ဆိုင်နိုင်မယ်ဆိုရင်စိတ်ဝင်စားလား။မိတ်ဆက်ပေးမှာကတော့ Mitsubishi Motor နဲ့ China Motor တို့ပူးပေါင်း collaborate လုပ်ထားတဲ့ Zoe J3 လေးပဲဖြစ်ပါတယ်။အားလေးကတော့2019 model မှာ engine power 1.5 liter turbo နဲ့လာပြီးတော့ Mitsubishi engine ကိုအသုံးပြုပေးထားတာမလို့ quality ပိုင်းမှာလည်းအားသာပါတယ်။ Zoe ရဲ့ design ပိုင်းရဆိုလို့ရှိရင်လည်းကမ္ဘာကျော်ပြိုင်ကား design မျိုးရေးဆွဲတဲ့ Italy Pininfarina company ကနေရေးဆွဲပေးထားတာမလို့ရုပ်သက်ကားစားခညာထဲဝါပြီးတော့ဆက်ဆောင်မှုရှိပါတယ်။အလင်းခွင့်အကောင်းတဲ့ projector headlamp fog light နဲ့အပြင် LED daytime running light တွေလည်းပါပါတယ်။ steering မှာဆိုလို့ရှိရင်လည်း cruise control, volume control နဲ့ speed limiter အပြင် AVN လည်းပါပါတယ်။ HP CVT transmission နဲ့လာပြီးတော့ auto manual gear plus or minus လည်းပါတဲ့အပြင် gear box design ကလည်း sporty ဆန်နဲ့TV ဆိုလို့ရှိရင်လည်း9 inch touch screen ဖြစ်ပြီးတော့ Bluetooth တွေ Wi-Fi တွေအပြင် Apple CarPlay, Android Auto နှစ်မျိုးလုံးအသုံးပြုလို့ရမှာပါ။ထိုင်ကုန်အားလုံးကိုလည်း leather seat တွေအသုံးပြုပေးထားပြီးတော့အတွင်းကပြင်ဆင်နေရလဲ sporty ဆန်နာမလို့လူကြီးရောလူငယ်ရောသဘောကျမယ့်ကားလေးပဲဖြစ်ပါတယ်။ Safety function တွေအနေနဲ့360 camera, TPMS, ABS, EPD, traction control, ESP နဲ့ Hey Assist စတဲ့ function ပေါင်းများစွာလည်းပါဝင်ပါတယ်။သိပြီးတော့ performance လည်းကောင်းတဲ့ Zoe J3 လေးကိုအခုပဲချက်ဆော့တော့မှလာရောက်ဝယ်ယူအပ်ပေးလိုက်ပါရှင်။အညော်ရောဘုံ